မော်ဂျာတာဘာကုမ္ပဏီအီရန်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အတွက်တတိယကမ္ဘာစစ်စီဦးတည်သွားနေပြီလို့တော်တော်များများကပြောဆိုနေကြပြီးတော့ကမ္ဘာမှာရေနံနဲ့လောင်စာဆီရှားပါမှုပြဿနာကြီးမားဆုံးဖြစ်ပေါ်လာတော့မယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပေါ်နေပြီဖြစ်ပါတယ်ဆိုတော့ကအီရန်နိုင်ငံရဲ့လက်ရှိတက်လာတဲ့ခေါင်းဆောင်အသစ်ရဲ့အကြောင်းကကျွန်တော်တို့သိဖို့လိုအပ်လာနေပြီဖြစ်ပါတယ် As a potential successor to his father, who was killed after the United States and Israel launched strikes on Iran, he has a powerful following within the Guards and his dead father's still influential office. Taba Khamenei, 56, is the second son of Iran's former supreme leader, Ali Khamenei. မော်ဂျာတာဘာကုမ္ပဏီက2016ခုနှစ်မတ်လ10ရက်နေ့မှာအီရန်နိုင်ငံရဲ့အစစ်မြင့်ဆုံးခေါင်းဆောင် Supreme Leader ဖြစ်တရားဝင်စတင်တာဝန်ယူခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူအာယာတိုလာအာလီခါမနီက2016ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာအမေရိကန်အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီနောက်မှာမော်ဂျာတာဘာကနိုင်ငံတော်ရဲ့ Supreme Leader ဖြစ်ဆက်ခံခဲ့သူဖြစ်ပါတယ်။သူကအာလီခါမနီရဲ့ဒုတိယသားလေးဖြစ်ပါတယ်။ဒါက1989ဒေါ်လာရဲ့နောက်ပိုင်းအီရန်နိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်နေရာကိုအားဖြစ်သူကပထမအဦးဆုံးအကြိမ်ဆက်ခံခြင်းဖြစ်ပြီးတော့ဆက်ခံမှုပုံစံကတော့မျိုးရိုးစင်ဆက်အုပ်ချုပ်မှုစနစ်ဘက်ကိုဦးတည်သွားခြင်းဖြစ်ကြောင်းငင်းခုန်ဆွေးနွေးမှုတွေဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။သူ့ကိုအဖွဲ့ဝင်88ဦးပါဝင်တဲ့ Embassies of Experts တွန်းကျင်သူများကောင်စီကတက်သားတဲ့မင်းအရေးအတွက်နဲ့ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။စစ်မှန်ဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့်ဤရွေးချယ်မှုကိုအချိန်အဟုန်ဖြင့်လှုပ်ဆောင်ခဲ့ပြီးတော့ Islamic Dollar ရဲ့အစောင့်တပ်ဖွဲ့ IRGC ရဲ့ဖိအားပေးမှုလည်းပါဝင်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြခဲ့ပါတယ်။သူကယာထူးမရခင်ကလေးကသူ့ဖခင်ရဲ့ရုံးခန်း The Bridge မှာနိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုနောက်ွယ်မှစီမံခန့်ခွဲခဲ့သူအဖြစ်ဩဇာကြီးမားသူလည်းဖြစ်တယ်လို့ဆိုပါတယ်။ IRGC နဲ့လည်း net shine နဲ့ဆက်ဆံရေးရှိတယ်လို့ပြောကြပါတယ်။သူ့ရဲ့ခေါင်းဆောင်မှုကအမေရိကန် Israel တို့နဲ့စစ်မှန်ဖြစ်ပွားနေခြင်းအတွင်းစတင်ခဲ့တာပါ။တာဝန်ယူပြီးပထမဆုံးရက်တွေမှာပဲအီရန်စစ်တပ်နဲ့ IRGC တို့ကသူ့အပေါ်တစ္ဆာစောင့်တိမဲ့အကြောင်းတတိကုတ်တွေအတီးတီးပြုခဲ့ကြပါတယ်။သူ့ရဲ့ခါမှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးတော့ဤရွေးချယ်မှုဟာလက်ခံနိုင်စရာမရှိကြောင်းနဲ့အီရန်ခေါင်းဆောင်အသစ်အနေနဲ့ယာထူးတီမီယံဝါရှင်တန်ရဲ့ထောက်ခံချက်လူအမဲ့အကြောင်းပြောကြားခဲ့ပါတယ်။သူ့ရဲ့ယာထူးစက္ကမှုသတင်းတွေနဲ့အတူဒေသတွင်းမတည်ငြိမ်မှုတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းများတိတိကျကျမြင့်တက်သွားခဲ့ပါတယ်။ Heartliner တို့အဖြစ်ချွတ်မိကြပြီးတော့အီရန်နိုင်ငံအတွင်းမှာရှိတဲ့ရှေးယူဆွဲအင်အားစုတွေရဲ့အာဏာကိုအိုမိုခိုင်မင်းစေတော့မှဖြစ်ပါတယ်။သူကယာထူးတက်လာခြင်းမှာပဲထုတ်ပြန်ချက်တချို့ပြုလုပ်ခဲ့ပါတယ်။နံပါတ်1စစ်ရေးဦးစားပေးမှုသူကစစ်တေနာပတိချုပ်အဖြစ်တာဝန်ယူပြီးတော့အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကိုနောက်မဆုတ်ပဲတုံ့ပြန်ရန်စစ်တပ်နဲ့ IRGC ကိုညွှန်ကြားထားတယ်လို့သိရပါတယ်။နံပါတ်2နျူကလ িয়ার အခွင့်အာဏာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့တန့်စင်ပြီးယူရေနီယံတူလောင်မှုတွေပေါ်သူကအဆုံးဖြတ်ပေးခွင့်အာဏာရရှိထားပါတယ်။လိုအပ်ပါကနျူကလ িয়ার လက်နက်ထုတ်လို့ရတဲ့အမိန့်ပေးနိုင်တဲ့အခြေအနေရှိသွားပါပြီ။ဒီတွင်းစီယိုရဲ့ဖခင်ဖြစ်သူတေဆုံးမှုကြောင့်စိတ်သက်ကြနေတဲ့ထောက်ခံသူတွေကိုပြန်လည်စုစည်းရတဲ့ဒီတွင်းမတည်ငြိမ်မှုတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့အတွက်လုံခြုံရေးတပ်ဖွဲ့များကိုအမိန့်ပေးထားခဲ့ပါတယ်။လက်ရှိအချိန်ဒေသတွင်းစစ်ရဲ့အခြေအနေကအီရန်နဲ့အိမ်နီးချင်းနိုင်ငံတွေကြားစစ်ပွဲကပုံမပြင်းထန်လာနေပါပြီ။မော်ဂျာတာဘာယာထူးတပ်ပြီးတော့မတ်လ9ရက်နေ့မှာပဲအီရန်ကအစ္စရေးဘက်ကိုဒုံးကျည်များနဲ့ပထမဆုံးအကြိမ်ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ဘာရိန်းနိုင်ငံမှာရှိတဲ့ရေနံချက်စက်ရုံတွေနဲ့ရေချိုထုတ်လုပ်တဲ့စက်ရုံတွေကိုလည်းအီရန်ဒရုန်းတွေကတိုက်ခိုက်ခဲ့ပြီးတော့ဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့ရီယာမြို့နဲ့တန်တမန်ရက်ွက်ကိုလည်းဒရုန်းများနဲ့ပစ်ခတ်ခဲ့ပါတယ်။သူရဲ့ယာထူးတက်လာမှုအပေါ်မှာနိုင်ငံတကာရဲ့တုံ့ပြန်ချက်တွေကတော့ထရမ့်ကမော်ဂျာတာဘာကိုအတိမမပြုကြောင်းသူရဲ့ခွင့်ပြုချက်မပါဘဲခါတော့ခေါင်းဆောင်ကယာထူးတက်တာချိန်မှာမဟုတ်ဘူးလို့တတိပေးသွားခဲ့ပါတယ်။လက်ဘနွန်ဟက်ဇ်ဘူလာကတော့အစ္စလာမစ်ဒေါ်လာရဲ့ခေါင်းဆောင်အဖြစ်အတိအမှပြုကာဟောက်ခံကြောင်းကြေညာခဲ့ပါတယ်။ယီမင်ဟူတီကတော့မော်ဂျာတာဘာခေါင်းဆောင်ဖြစ်လာခြင်းကိုဝမ်းမြောက်ကြောင်းနဲ့ဆက်လက်ပူးပေါင်းသွားမယ့်အကြောင်းကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့မော်ဂျာတာဘာတွေ့ကြုံရမယ့်စိန်ခေါ်မှုတွေများစွာရှိနေပါတယ်။မျိုးရိုးစင်ဆက်အုပ်ချုပ်ရေးစနစ်ကိုမလိုလားတဲ့အီရန်ပြည်သူတို့ရဲ့လူဝက်ဆန့်ကျင်မှုတွေပုံမများပြားလာနေပြီးတော့သမ္မတထရမ့်ရဲ့အပြင်းထန်ဆုံးဖိအားပေးမှုဒီကြောင့်အီရန်ငွေကြေးတန်ဖိုးကျဆင်းလာမှုနဲ့ပုံစံလုံးကြီးမြင့်လာမှုတွေလည်းစက်တိုက်ရှိလာနိုင်ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်အချို့ပျက်စီးခြင်းတွေလည်းကြုံနေရပါတယ်။
မော်ဂျာတာဘာရဲ့အမိန့်နဲ့အီရန်ကအစ္စရေးနိုင်ငံတောင်ပိုင်းမှာရှိတဲ့လေတပ်စခန်းတွေကိုဒုံးကျည်အစင်းပေါင်း100ကျော်နဲ့ပစ်ခတ်ခဲ့ပြီးတော့အစ္စရေးရဲ့ Iron Dome နဲ့ Aero ကာကွယ်ရေးစနစ်တွေကအများစုကိုကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ Saudi Arabia နဲ့ UAE နိုင်ငံတွေကစစ်ပွဲအတွင်းဂျားညင်ဖို့အတွက်ကြိုးစားတော်လည်းပဲအီရန်က၎င်းတို့ရဲ့အနေနဲ့အတွင်းမှာရှိတဲ့အမေရိကန်စစ်တပ်တွေကိုအသုံးပြုသွားရန်တတိပေးထားခဲ့ပါတယ်။ဒါကြောင့်2026ခုနှစ်မတ်လရဲ့အချိန်အရမော်ဂျာတာဘာခါမနီကအီရန်ကိုစစ်သွင်းအုပ်ချုပ်ရေးစနစ်နဲ့ကင်တွယ်နေပြီးတော့အမေရိကန်အစ္စရေးတို့ကလည်းသူ့ကိုဖြုတ်ချဖို့ရန်ဒါမှမဟုတ်အားနေသွားစေရန်နီလာပေါင်းစုံနဲ့ကျူးပနေတာကိုတွေ့ရပါပါဒီအခြေအနေကတတိယကမ္ဘာစစ်အထိကူးစက်သွားနိုင်မှာကိုဗနိုင်ငံရဲ့လေ့လာသူတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်2026ခုနှစ်မတ်လ9ရက်နေ့မှာတော့အလွန်စိုးရိမ်ဖွယ်ရာအခြေအနေတို့ရောက်ရှိသွားခဲ့ပါတယ်အဓိကရိုက်ခတ်မှုတွေကတော့အီရန်ကကမ္ဘာရေနံနဲ့တဘာဝတပ်ငွေစီးဆင်းမှုရဲ့အဓိကအချက်ချာကြတော့ဟော်မြူးရေလက်ကြားကိုပိတ်ဆို့ထားခဲ့တဲ့အတွက်ကြောင့်မို့ဈေးကွက်အတွက်ကြီးမားတဲ့တုံ့လုံးမှုတွေဖြစ်ပေါ်နေပြီဖြစ်ပါတယ်ဒီလိုကြရိုက်မှုကမြန်မာနိုင်ငံအပါအဝင်အခြားသောအာရှနိုင်ငံများအပေါ်မှာလည်းတရားမှုကြီးလာမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အာရှနိုင်ငံများကအရှေ့အလယ်ပိုင်းကနေရေနံကိုအဓိကအားကိုးနေရတာအကြောင်းဖြစ်ပါတယ်။အိန္ဒိယ၊တရုတ်၊ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကတော့အီရန်ရေနံရဲ့85%ကိုဝယ်ယူနေကြသူတွေဖြစ်တာကြောင့်၎င်းတို့ရဲ့ပြည်တွင်း73စီစဉ်နှုန်းတွေမှာလည်းဗဟုန်ထိုးတက်လာပြီးတော့ပုံထုတ်လုပ်မှုဈေးများမြင့်တက်လာနေကြပြီဖြစ်ပါတယ်။မော်ဂျာတာဘာခါမနီရဲ့အာဏာရယူမှုနဲ့အတူဖြစ်ပေါ်လာတဲ့စစ်ပွဲတွေကရတတပတ်အနေငယ်ထက်ပုံမကြာသွားမယ်ဆိုပါကကမ္ဘာစီးပွားရေးကလည်းပြင်းထန်တဲ့ဆုတ်ယုတ်မှုနဲ့ရင်ဆိုင်ဖွယ်ရှိနေပါတယ်ခင်ဗျာ